Bipo wallet ကိုမှအတွင်းကက်အန်အပိုလေးထည့်ပေးထားတာဖြစ်ပါတယ်အတွင်းကက်အန်အပိုလေးကတော့ပို့တယ်ဆိုပေမဲ့ဘန်ကတ်6နေရာရှိပါတယ်เนาะဒီဘက်မှာ3နေရာဒီဘက်မှာ3နေရာဒီဘက်မှာ2နေရာဒီဘက်မှာ3နေရာစုစုပေါင်းဘန်ကတ်17နေရာထည့်လို့ရတဲ့ Bipo wallet ဖြစ်ပါတယ်17နေရာထည့်လို့ရတဲ့အပြင်ကိုကျွန်တော်တို့အတွင်းမှာလည်း2ကန့်ထည့်ပေးထားပါတယ်ပတ်စံအရွက်ကြီးနဲ့ပတ်စံအရွက်သေးခွဲခြားပြီးတော့ထည့်လို့ရအောင်အတွင်းက2ကန့်ထည့်ပေးထားပါတယ်အတွင်းက2ကန့်ထည့်ပေးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဒုဟာရိုးရိုးထက်တလွာပို့ပြီးတော့ကြီးသွားတဲ့အတွက်ပိုထူမှာဖြစ်ပါတယ်ဒါပေမဲ့လည်း global က design တွေကတော့ဒီနှကန်းကို special တည်သက်လှပစွာလုံးထားတဲ့ design တွေဖြစ်တဲ့အတွက်ကြောင့်မလို့အရန်မိုက်ပါတယ်เนาะဒီ Bipo wallet လေးကတော့ကျွန်တော်ပတ်စံအရွက်ကတကန့်အောင်20စီနဲ့2ကန့်အရွက်40ထည့်ပြထားတာဖြစ်ပါတယ်အရွက်40နဲ့ဘန်ကတ်17နေရာဖြစ်ပါတယ်ဒီအိတ်ကလေးရဲ့တန်ဖိုးကတော့3,200,000ကျပ်ဖြစ်ပါတယ်ကျွန်တော်စီမှာမေးကြတဲ့ customer တွေကျွန်တော်တို့အလုပ်က order တည်တံ့ချုပ်တဲ့အလုပ်ဖြစ်ပါတယ်နာမည်ထိုးတွေပါပါတယ် site တွေ design တွေကကျွန်တော်တို့ကအများနဲ့အတူတူချရောင်းပြီး design တပုံစံနဲ့ချရောင်းတဲ့အိတ်တွေအမျိုးအစားတွေမဟုတ်ပါဘူး customer တွေရဲ့လိုအပ်တဲ့အမြင့်လိုအပ်တဲ့အလေအနှံအတိုင်းကျွန်တော်တို့ကချုပ်ပေးတယ်နာမည်ထိုးတွေပါတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကို COD ရလာမေးပါနဲ့ COD ဘယ်တော့မှ global ကမရအောင်เนาะစတဲ့ဆံကိုတဝက်ယူတာဖြစ်တယ် HO လို့ပြည်စီကြောင်းပုံဖို့အကြောင်းကြားတဲ့အခါမှာကြံငွေပေးရှင်းရတာဖြစ်ပါတယ်เนาะကြံငွေပေးရှင်းပြီးတော့မှ right expect နဲ့ပစ္စည်းပို့ပေးတာဖြစ်ပါတယ်ဒီ style နဲ့ပဲအယောင်းဝယ်လုပ်တာဖြစ်ပါတယ်เนาะ